ပယ်လက်စွပ်တစ်စုံကိုမှ18သိန်း17သိန်း9သိန်းဝန်းကျင်နဲ့အထည်ခတ်လို့ရနေပြီနော်မကြခင်ဗလက်တိုင်းနေ့လည်းရောက်တော့မှာဆိုတော့ကိုချရတဲ့သူနဲ့စုံတွဲလက်စွပ်ပဲဖြစ်ဖြစ်ဝယ်ရရင်းပဲဖြစ်ဖြစ်ဈေးတက်တန်လေးနဲ့ကိုယ်တိုင်အထည်ခတ်ဝတ်ချင်တဲ့ကပ်ပယ်လေးတွေအတွက်ဗလက်တိုင်း promotion ကြီးလာပါပြီနော်ဗလက်တိုင်းဆိုတဲ့အတိုင်းကပ်ပယ်ရင်းခတ်လို့ကောင်းတဲ့စုံပွင့်လေးတွေကိုမှအတန်ဆုံး promotion ဈေးတွေနဲ့ရရှိမှာပဲဖြစ်ပါတယ်ရှင် promotion ကြီးက January 28ရက်နေ့ကနေ February 28ရက်နေ့ထိဆိုတော့တက်လာနေပါတော့ promotion ကြီးရှိတာမို့လို့လက်မလွတ်တဲ့အမြန်ဆုံးလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်ဒီတစ်ခါမှာတော့ဂျူလီက Valentine နေ့မှာ Couple Ring ကိုဈေးတက်တန်လေးနဲ့ကိုယ်တိုင်အထည်ခတ်ဝတ်ချင်တဲ့သူတွေအတွက် loose item 3မျိုးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်0.3 carat နီးပါးရှိတဲ့လေးလုံးစီ DEF color VVF VS တပွင့်ကိုမှ9သိန်းဝန်းကျင်ကပ်ပဲတစ်စုံကိုမှ18သိန်းဝန်းကျင်မိတ်ကြမှာပါရှင်ဒုတိယတစ်ခုအနေနဲ့ကတော့6လုံးစီ DEF color VVF VS တပွင့်စီ6သိန်းဝန်းကျင်ကိုကပ်ပဲတစ်စုံကိုမှ12သိန်းဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့8လုံးစီ G+ color VVS တပွင့်စီ4သိန်းခွဲဝန်းကျင်ကိုကပ်ပဲတစ်စုံကိုမှ9သိန်းဝန်းကျင်ဆိုတော့အရန်ကိုတတတဲ့ဈေးတွေနဲ့ရရှိမှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Grand Diamond စိန်တိုင်းမှာချူလေးပါရှင်